မင်္ဂလာပါရှင် Spooky Cafe မြန်မာကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကမ္ဘာကြီးပေါ်မှာကျမတို့လူသားတွေမသိနိုင်တဲ့လျှို့ဝှက်ချက်တွေအများကြီးကျန်နေပါသေးတယ်။တချို့ကသမိုင်းရဲ့သဲတွေအောက်မှာပျောက်ကွယ်သွားကြတယ်။တချို့ကတော့ကျမတို့မျက်စိရှိမှတင်ရှိနေတာပါ။ American ပြည်ထောင်စုရေတက္ကသိုလ်ရဲ့မြေအောက်ခံမတနေရာမှာစောက်တအုပ်ရှိနေပါတယ်။စာမျက်နှာပေါင်း240ရှိတယ်။တရေစက်ကူတွေကဟောင်းသွင်းနေပြီ။ကြည့်လိုက်ရင်တော့ရှေးဟောင်းလက်ရာမှုတစ်ခုပါပဲ။ဒါပေမဲ့ဒီစာအုပ်ကတာမန်မဟုတ်ပါဘူး။လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကာလအတွင်းမှာကမ္ဘာအတော်ဆုံးသင်္ချာပညာရှင်တွေဒုတိယကမ္ဘာစစ်ကနာဇီလျှို့ဝှက်ကုတ်တွေကိုဖော်ထုတ်ခဲ့တဲ့စစ်ဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနောက်ဆုံးခေတ်အမီဆုံး AI နည်းပညာတွေထိဒီစာအုပ်ကိုဖတ်ဖို့ကြိုးစားခဲ့ကြတယ်။ရလဒ်ကတော့3ညပါ။ဒီစာအုပ်ထဲကစာလုံးတစ်လုံးရဲ့အဓိပ္ပာယ်ကိုတော့ဘယ်သူမှမဖော်နိုင်ခဲ့ကြပါဘူး။ဒါဟာကမ္ဘာသမိုင်းမှာအခက်ခဲဆုံးအစမ်းကျေဆုံးဗဟိနည်းတစ်ခုဖြစ်တဲ့ Voynich Manuscript Voynich လက်ရေးမှုပဲဖြစ်ပါရဲ့ရှင်။ပုံပြင်ရဲ့အစကတော့1912ခုနှစ်ကပါ။ Wilfrid Voynich ဆိုတဲ့ပိုလန်လူမျိုးစာအုပ်ကုန်တဲ့တယောက်ဟာအီတလီနိုင်ငံရောမမြို့နာကဂျက်ဆူဝစ်ဘုံကျောင်းဟောင်းတစ်ခုကိုတွားရောက်ခဲ့ပါတယ်။သူ့ရည်ရွယ်ချက်ကရှားပါးစာအုပ်တွေကိုရှာဖွေပြီးပြန်ရောင်းဖို့ပါ။ဘုံကြီးကျောင်းမှာဖုန်တက်နေတဲ့တစ်သားဟောင်းတွေထဲမှာရှေးဟောင်းစာအုပ်တွေအများကြီးရှိနေပါတယ်။အဲ့ဒီအထက်ကမှသူ့မျက်လုံးကိုဖန်ဆားလိုက်တဲ့စာအုပ်တစ်အုပ်ရှိနေခဲ့ပါတယ်။အဲ့ဒီစာအုပ်မှာစာရေးသူနာမည်မပါဘူး။ခုနှစ်သက်ကြမပါဘူး။ခေါင်းစဉ်လည်းမရှိပါဘူး။ Voynich ဟာစာအုပ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အံ့ဩသွားခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့သူတစ်ခါမှမမြင်ဘူးတဲ့ဘာသာစကားတစ်ခုနဲ့ရေးသားထားလို့ပါပဲ။ Voynich ကဒါဟာသိမကြခင်အဖြေပေါ်မဲ့တာမန်လျှို့ဝှက်ကုတ်တစ်ခုလိုပဲထင်ခဲ့တာပါ။သူဒီစာအုပ်ကိုဝယ်ယူပြီးအမေရိကန်ကိုတည်သွားခဲ့ပါတယ်။သူတစ်သက်လုံးဒီစာအုပ်ရဲ့အဓိပ္ပာယ်ကိုလိုက်ရှာရင်အချိန်ကုန်ခဲ့ပေမဲ့သူတည်ဆုံးသွားတဲ့အထိဘာအဖြေမှမရခဲ့ပါဘူး။နောက်ဆုံးတော့ဒီစာအုပ်ဟာသူ့နာမည်နဲ့ပဲ Voynich Manuscript ရဲ့လို့တွင်ကြံရေးခဲ့ပါတယ်။ဒါဆိုရင်ဒီစာအုပ်ထဲမှာဘာတွေရေးထားတာလဲ။ကျမတို့စာမဖတ်တတ်ပေမဲ့ပါဝင်တဲ့ပုံတွေကိုကြည့်ပြီးအပိုင်းကဏ္ဍတွေခွဲခြားလို့ရပါတယ်။ဒါပေမဲ့ပုံတွေကလည်းကြည့်လေထူးဆန်းလေးပါပဲ။ပထမဆုံးအပိုင်းကတော့ဟာပဲစေးပတ်ဝင်ပင်များအပိုင်းမှာစာမျက်နှာအများစုမှာပင်ပုံကြီးတွေဆွဲထားပါတယ်။ထူးခြားချက်ကတော့ယူပဗေဒပညာရှင်တွေကဒီအပင်တွေကိုလေ့လာတဲ့အခါမှာခေါင်းကုပ်သွားကြပါတယ်။ဘာလို့လဲဆိုတော့အချို့အပင်တွေကကမ္ဘာပေါ်မှာရှိတဲ့အပင်တွေနဲ့တူပေမဲ့အများစုကတော့ဒီကမ္ဘာပေါ်မှာလုံးဝမရှိတဲ့စိတ်ကူးရင်အပင်ပုံစံတွေဖြစ်နေလို့ပါပဲ။အငွေ့တွေကထူးဆန်းသလိုပွင့်ဖက်တွေကလည်းဂျိုကဘာတစ်ခုကအပင်တွေလိုဖြစ်နေပါတယ်။နောက်တစ်ပိုင်းကတော့ astronomy နဲ့ခတ်ပေးတာပါ။နေလကျဲတွေနဲ့ရာသီကွင်းပုံစံတွေတွေ့ရတယ်။ဒါပေမဲ့ကျမတို့လက်ရှိသုံးနေတဲ့ရာသီကွင်းတွေနဲ့လုံးဝကွဲပြားနေပြန်ပါတယ်။အထူးဆန်းဆုံးကတော့ဇီဝဗေဒလို့ခေါ်ရမယ့်အပိုင်းမှာအမျိုးသမီးငယ်ပုံလေးတွေအများကြီးပါဝင်ပါတယ်။သူတို့ဟာအစိမ်းရောင်ရေတွေဖြည့်ထားတဲ့ရေကန်တွေပြုံတွေထဲမှာရေချိုးနေကြတာပါ။တချို့ကဒီပုံတွေကိုကြည့်ပြီးတော့ဒါဟာလူခန္ဓာကိုယ်အတွင်းပိုင်းအင်္ဂါရက်တွေဆဲလ်တွေအလုံးလုံးပုံကိုပုံဖော်ထားတာလားလို့တော့တန်တရားဝင်ကြပါရယ်15ရာစုခေတ်ကလူတွေကအနှုတ်ကြည့်မှန်ပြောင်း microscope မပေါ်ခင်မှာဒီလိုပုံတွေကိုဘယ်လိုများစိတ်ကူးမိခဲ့ကြတာပါလဲလူတော်တော်များများကထင်ကြတယ်ဒါဟာလူလေတယောက်ကရွှေတင်းကားလိုချင်လို့လောက်ကျန်ဖန်တီးထားတဲ့အတူလိုပေါ့ဒါပေမဲ့2009ခုနှစ်မှာသိပ္ပံပညာရှင်တွေကဒီစာအုပ်ရဲ့တရေစက်ကူကိုကာဗွန်ဒိတ်တင်နည်းပညာနဲ့စစ်ဆေးလိုက်တဲ့အခါမှာတော့ပါးစပ်ဟောင်းသားဖြစ်သွားခဲ့ကြပါတယ်။ဒီစာအုပ်ကို1404ခုနှစ်နဲ့1438ခုနှစ်ကြားမှာ
ပြုလုပ်ခဲ့တာပါဆိုလိုတာကကိုလံဘတ်စ်အမေရိကတိုက်ကိုမတွေ့ခင်နှစ်ပေါင်း100လောက်ကတည်းကဒီစာအုပ်ကရှိနေခဲ့တာပါဒါဟာခေတ်သစ်လူတွေဖန်တီးထားတဲ့အတူမဟုတ်တာသိကြသွားပါတယ်ဒီစာအုပ်ကိုစိန်ခေါ်ခဲ့တဲ့သူတွေထဲမှာအထင်ရှားဆုံးကတော့ဝီလီယံဖရီးမန်ပါသူဟာ American NSA အမျိုးသားလုံခြုံရေး agency ကိုတည်ထောင်ခဲ့တဲ့သူဖြစ်ပြီးတော့ဒုတိယကမ္ဘာစစ်တုန်းကဂျပန်တွေရဲ့အခက်ခဲဆုံးကုတ်တွေကိုခေါ်နိုင်ခဲ့တဲ့သူပါဖရီးမန်ဟာစစ်ပွဲပြီးတဲ့နောက်မှာသူ့ဘဝရဲ့နှစ်ပေါင်းများစွာကိုဒီစာအုပ်အတွက်ပေးဆက်ခဲ့ပါတယ်သူတွေ့ရှိခဲ့တာကတော့ဒီစာအုပ်တွေကစလုံးတွေဟာရောက်ရက်ခတ်ပြီးတော့ရေးထားတာမဟုတ်ပါဘူးဘာသာစကားတစ်ခုမှရှိတဲ့စီချက်ဝါချက်နေရာမှာတွေနဲ့ကိုက်ညီနေပါတယ်ဒါပေမဲ့စကားလုံးတွေရဲ့အဓိပ္ပာယ်ကိုတော့သူလည်းမခေါ်နိုင်ခဲ့ပါဘူးကမ္ဘာအတော်ဆုံးကုတ်ဖော်ပညာရှင်ကြီးတော်မှလက်မြောက်ခဲ့ရတဲ့စာအုပ်ပါဒါဆိုရင်ဒီစာအုပ်ကတကယ်တော့ဘာကြီးလဲလက်ရှိအချိန်ထိပညာရှင်တွေခန့်မှန်းထားတဲ့ထိပ်တန်း theory 3ခုရှိပါတယ်ပထမတစ်ခုကတော့ပြည့်ဝမတန်ပါအလယ်ခေတ်ကစေပညာရှင်တွေအကီးဆရာတွေကသူတို့ရဲ့တွေ့ရှိချက်တွေကိုဖျားเจ้าကသိမှကြောက်လို့ဒါမှမဟုတ်သူများခိုးချမှကြောက်လို့ကိုယ်ပိုင်ကုတ်တွေနဲ့ရေးမှတ်ခဲ့ကြတာဖြစ်နိုင်ပါတယ်ဒုတိယ theory ကတော့ပျောက်ဆုံးသွားတော့ဘာသာစကားပါတချို့ပညာရှင်တွေကဒီစာအုပ်ဟာမက္ကဆီကိုဘက်ကအစတက်လူမျိုးတွေရဲ့ပြောက်ွယ်သွားတဲ့ဒီတရားစကားတစ်ခုဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။စာအုပ်ထဲကအပင်ပုံအချို့ကလည်းအမေရိကတိုက်ကအပင်တွေနဲ့ဆင်တူနေလို့ပါ။နောက်ဆုံးတစ်ခုကတော့အေလီယန်လား။ဒါကတော့လူပြောအများဆုံးပါပဲ။ကမ္ဘာပေါ်မှာမရှိတဲ့အပင်တွေထူးဆန်းတဲ့ကြေတာရပုံတွေကြောင့်ဒါဟာတခြားကမ္ဘာကလာတဲ့မှတ်တမ်းတစ်ခုများလားလို့တွေးကြတာပါမကြသေးခင်ကတော့ AI နည်းပညာကိုသုံးပြီးစမ်းသပ်ကြည့်ရတဲ့အခါမှာဒီစာအုပ်က Hebrew ဘာသာစကားကိုအခြေခံထားတယ်လို့လည်းဖြေထွက်ပါတယ်ဒါပေမဲ့ AI ဘာသာပြန်ကြည့်တော့လေအဓိပ္ပာယ်မရှိတဲ့ဝါကြတွေပဲထွက်လာပြန်ပါတယ်ပြဝက်ချက်ကတော့ပြဝက်ချက်အတိုင်းပါပဲနှစ်ပေါင်း600ကျော်ခဲ့ပါပြီVoynich manuscript ဟာရုပ်တက္ကသိုလ်ရဲ့မှန်တက်တာထဲမှာတိတ်ဆိတ်စွာရှိနေတော့မှာပဲသူဘာကိုပြောချင်တာလဲဘသူရေးခဲ့တာလဲဘာအတွက်ရေးခဲ့တာလဲဘူးမှမသိပါဘူးခင်မင်းနည်းပညာတွေဘလောက်တိုးတက်လူသားတွေလာကိုပဲရောက်ဒီစာအုပ်လေးတစ်အုပ်ကတော့ကျမတို့ကိုအမြဲတမ်းသတိပေးနေတယ်လို့ပါပဲငါတို့လူသားတွေဒီကဘာကြီးအကြောင်းဂုဏ်သိပြီလို့မထင်လိုက်ပါနဲ့တဲ့တကယ်လို့များဒီနေ့မှာမိတ်ဆွေသားဒီစာအုပ်ကိုဖတ်နိုင်ခဲ့မယ်ဆိုရင်အထဲမှာရေးထားတဲ့အရာတွေကကျမတို့သမိုင်းတစ်ချောင်းလုံးယုံကြည်ထားတာတွေကိုပြောင်းလဲပြနိုင်မလားဒါကတော့စဉ်းစားစရာပါပဲနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်